မင်္ဂလာပါရှင်။ကေကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ကျမဒီနေ့မနက်မုံလာဥမုတ်လေးလှုပ်ဆောင်ခဲ့တာကိုပြန်လည်ပြီးတော့မျှဝေပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမကမုံလာဥနီတစ်လုံးသုံးခဲ့ပါတယ်။မုံလာဥနီကိုအခွန်ခွာပါရေဆေးပါပပလီပါပြီးလို့ရှိရင်ရေကိုမြုပ်ယုံလေးထည့်ပြီးတော့10မိနစ်လောက်ပြုတ်ပေးပါရှင်။ဒီလို10မိနစ်လောက်ပြုတ်ပြီးတဲ့အချိန်မှာခဏလောက်အေးခဏပြီးလိုက်ပါပြီးလို့ရှိရင်သူ့တဲကိုဆန်မှုတ်လေးခွက်ကော်မှုတ်လေးခွက်ထည့်ခဲ့ပါတယ်ချိုမှုတ်နေငယ်စားနေငယ်ငရုတ်ကောင်းမှုတ်နေငယ်ထည့်ပေးပါပဇွန်ချောင်းမှုတ်ကြိုက်လို့ရှိရင်ထည့်နိုင်ပါတယ်ကျမကတော့ကုန်နေတဲ့အတွက်ကြောင့်မို့လို့ဒီတိုင်းလေးပဲလုပ်ခဲ့ပါတယ်ရှင်ရေကိုတင်းတော်ရုံလောက်လေးထည့်ပေးပါနော်ရေရမ်းများသွားတဲ့ဆိုလို့ရှိရင်မုတ်ကပြော့သွားတတ်ပြီးတော့ရေနည်းသွားတဲ့ဆိုရင်လည်းမုတ်ကမာသွားတတ်ပါတယ်ဒီချာလေးချိန်ဆပြီးတော့ထည့်ပါနော်ဒါတော့ကျမကဒီချိုက်လေးနဲ့ပေါင်းမှမို့လို့စီတုပ်ထားပါတယ်မုတ်နှစ်အနေထားကဒီလောက်ဆိုရင်တော်ပါပဲနော်ဒါပေမဲ့ကျမဒီမှာလွဲချော်မှုလေးတစ်ခုဖြစ်ခဲ့ပါတယ်ဒီအနေထားနဲ့ကျမခါတိုင်းပေါင်းစားနေတဲ့အချိန်မှာခြိုက်ရဲ့တဝက်ကြော်လောက်လေးပဲပေါင်းတာရမ်းကိုအဆင်ပြေပြီးတော့ကောင်းမွန်တဲ့မုတ်သားလေးရပါတယ်ဒီတစ်ခါကကြတော့ကျမကခက်မြများလေးလုပ်မယ်ဆိုပြီးတော့ခြိုက်ပြေးထည့်ခဲ့တဲ့အချိန်မှာမုတ်ကအရန်ကြီးမကောင်းမင်းနဲ့အလေမှာမာသွားခဲ့ပါတယ်ရှင်တတိလေးထားပြီးလုပ်ပေးပါနော်ကျမလိုမျိုးအရန်ကြီးမထည့်လိုက်ပါနဲ့နှစ်30လောက်ပေါင်းပေးပါမယ်ပြီးလို့ရှိရင်ကျမခြိုက်မှာအဖုံးလေးမဖုံခဲ့တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးရေငွေ့လေးကိုမကြာခဏစစ်ပေးခဲ့ပါတယ်ဒါမိနစ်30ပေါင်းပြီးတော့ရလာတဲ့မုံနေထားပါဒါကိုကျမဒီတိုင်းလေးပဲဘုံပိတ်ခဲ့ပြီးတော့တညလုံးအေးခံခဲ့ပါတယ်မနေ့ကမှကျမကြော်မှာပါအခုဆိုရင်မနေ့9နိုင်ထိုးပါပြီဒါကျမညတော့ကပေါင်းထားတဲ့မုတ်လေးပါဒီမှာကြည့်ပါကျမခြိုက်အပြည့်ထည့်ခဲ့တဲ့အတွက်ကြောင့်မို့လို့အလေသားလေးကအဲ့လိုမျိုးမာသွားခဲ့ပါတယ်ဒါပေမဲ့ကျမဒါကိုဒီလိုမျိုးအတုံးလေးတွေတုံးပြီးတော့ရှင်နှွေးငွေးနဲ့မိနစ်20လောက်ပြန်ပေါင်းလိုက်ရပါတယ်ရှင်မုတ်ကိုကြော်တဲ့အခါမှာစီကိုအများကြီးမထည့်ပါနဲ့နော်ဒီလိုမျိုးစီကိုအောက်ခြေလေးပဲထည့်ပြီးတော့ကြော်ပေးပါစီအများကြီးထည့်ပြီးတော့ကြော်တယ်ဆိုလို့ရှိရင်ကြက်တာကြပါတယ်ကိုလိုချင်တဲ့အနေထားလေးလောက်ထိရအောင်ကြော်နိုင်ပါတယ်ရှင်ကျမဟင်းချက်နီးနဲ့မိုးလုံးနီးလေးတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်ဒါကကျမနေ့စဉ်အမြဲတမ်းမိသားစုအတွက်မနက်စာပြင်ဆင်ရတာမျိုးပါဒီလိုမျိုးပြင်ဆင်နေတဲ့အချိန်မှာကျမကထမင်းချိုက်တွေအတွက်လည်းပြင်ဆင်ရပါသေးတယ်အဲဒါကြောင့်မို့လို့ကျမဒီမုတ်ကိုစားတဲ့အချိန်မှာ ready made sauce လေးကိုပဲသုံးခဲ့ပါတယ်တကယ်တမ်းကျတော့မြန်မာငရုတ်စီလေးကိုမှစက်တုံးကျူချင်းရုပ်တီမုတ်တို့နဲ့ပြင်ဆင်ရောဆက်ပြီးတော့စားမယ်ဆိုရင်ပိုပြီးကောင်းပါရဲ့ရှင်ကျမကတော့လွယ်လွယ်ကူကူ ready made ရုပ်စီလေးပဲသုံးခဲ့ရပါတယ်ကျမရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းအားပေးနေတဲ့တယောက်ချင်းစီတိုင်းကိုအရင်ပဲကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအတွက်တစုံတရာအကျိုးရှိသွားတယ်ဆိုလို့ရှိရင် like and share လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်ကဲစားချင်းစပယ်မူလာဥမုတ်လေးရပါပြီရှင်